ဒီမိန်းကလေးဟာဘေးအိမ်ကကောင်လေးကို10နှစ်တိုင်တိတ်တခိုးချစ်လာခဲ့တာပါအဲ့ဒီနေ့မှာတော့သူမဟာနောက်ဆုံးမှာစိတ်မထိန်နိုင်တော့ပဲကောင်လေးအိပ်ပျော်နေတော့တိတ်တဆိတ်နှမ်းလိုက်ပေမဲ့မတော်တဆသူ့ကိုနိုးသွားစေခဲ့ပါတယ်ကောင်လေးကသူမကိုမင်းရွယ်ကစားကိုပဲအာယုံစိုက်တင်တာအခုဖြစ်သွားတာတွေကိုဘာမှမဖြစ်ခဲ့တယ်လို့ပဲငါသဘောထားပေးပါမယ်လို့ပြောခဲ့တယ်နောက်နေ့မှာမိန်းကလေးပါသူတို့တွေညာရင်းချင်းအလောတကြီးထွက်သွားကြတာလို့ပြောပြတယ်မိန်းကလေးဟာကောင်လေးကသူမကိုရှောင်ကျင်လို့ပြောင်းသွားတာလို့ထင်ပြီးအရန်စိတ်ပျော်သွားခဲ့ရတယ်6နှစ်ကြာပြီးတဲ့နောက်မှာတော့သူမဟာသူ့ကိုပြန်တွေ့ခဲ့ရတယ်အဲ့ဒီအချိန်မှာကောင်လေးကတက္ကသိုလ်ပရော်ဖက်ဆာတယောက်ဖြစ်နေပြီးမိန်းကလေးကတော့သူ့ရဲ့အကြောင်းသူဖြစ်နေခဲ့တယ်ဒါပေမဲ့သူမကိုမမှတ်မိတော့ဘူးဆိုတာစားတစ်ခုပေးပြီးတငယ်ချင်းအိမ်မှာရက်အနှဲငယ်လောက်သွားနေဖို့ပြောခဲ့ပေမဲ့အမေပြောတဲ့တငယ်ချင်းဆိုတာသူမတစ်ဖက်သက်ချစ်နေရတဲ့သူဖြစ်နေလိမ့်မယ်လို့မိန်းကလေးဟာလုံးဝမမျှော်လင့်ထားခဲ့ဘူးလိပ်စာမားနေတဲ့အထင်နဲ့သူမဟာပြန်ထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီလူကသူမကိုချက်ချင်းထားလိုက်တယ်သူကမင်းအမေကိုမင်းကိုအကောင်းဆုံးစောင့်ရှောက်ပေးပါမယ်လို့ငါကတိပေးထားတယ်လို့ပါယောက်ကသူတို့ကိုမြင်သွားခဲ့တယ်ကြောင်းစင်းတဲ့အခါအဲ့ဒီအမျိုးသမီးကမိန်းကလေးကိုတားပြီးသူ့နားကိုမကပ်ဖို့တတိပေးခဲ့တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကမတော်တဆဖြစ်လာခဲ့တယ်အမျိုးသမီးကချက်ချင်းပဲမိန်းကလေးရဲ့လက်ကိုဆွဲပြီးမြေကြီးပေါ်ကိုတမင်လဲချလိုက်တယ်ဒါကိုအဲ့ဒီလူမြင်တဲ့အခါသူမရဲ့ဒဏ်ရာတွေကိုကြည့်ဖို့အပြေးလွှားရောက်လာခဲ့တယ်အမျိုးသမီးရဲ့တငယ်ချင်းကလည်းမိန်းကလေးကအားဒါကိုကြည်ရင်မိန်းကလေးဟာသူ့အပေါ်ထားတဲ့တန်ရောစင်တွေကိုဖျက်တောက်ဖို့ဆုံးဖြတ်လိုက်တဲ့တစ်ဖက်မှာလည်းအဲ့ဒီအမျိုးသမီးကသူ့အပေါ်အဲ့ဒီလူကဘလောက်တောင်ကောင်းလဲဆိုတာကိုတငယ်ချင်းတွေကိုကြွားလုံးထုတ်နေခဲ့တယ်ဒါပေမဲ့အဲ့ဒီလူဝင်လာတဲ့အခါသူမရဲ့ဒဏ်ရာဆိုတာလိမ်ညာနေတာဖြစ်ကြောင်းချက်ချင်းဖွင့်ချလိုက်ပြီးမိန်းကလေးကိုနောက်တစ်ခါထပ်မနှိပ်စက်ဖို့တတိပေးကထွက်သွားခဲ့တယ်ကစံမုတ်တွေကိုမြင်လိုက်ရတဲ့အခါတိတ်ကအမတ်တရတွေဟာပြန်လဲဝင်ရောက်လာခဲ့တယ်အဲ့ဒီတုန်းကသူမဟာအမေဖြစ်သူရဲ့အပြစ်ပေးခြင်းကိုခံရပြီးမတက်ရက်နေခဲ့ရတာပါသူမပိုက်စာနေတဲ့အချိန်မှာကောင်လေးကတတိုင်းပေါ်ကနေတိတ်တဆိတ်ကြော်တက်လာပြီးသူမအကြိုက်ဆုံးဆန်မုတ်တပကံကိုပေးခဲ့ဘူးတဲ့အဲ့ဒီတော့မှမိန်းကလေးဟာသူမကိုတခါမှမေ့မသွားခဲ့ဘူးဆိုတာကိုသိလိုက်ရတယ်သူမဟာဆန်မုတ်အင်းတုတ်ပေးပြီးသူမမမာဘူးဆိုတာကိုသူတိကြောင်ပြောခဲ့တယ်သူမကိုတောင်းပန်ပြီးဒါနဲ့ပတ်သက်လို့ထပ်ပြီးစိတ်မကောင်းမဖြစ်ဖို့မျှော်လင့်ကြောင်းပြောခဲ့တဲ့အချိန်အတော်ကြာတိုးဆုပ်နေပြီးနောက်မှာတော့မိန်းကလေးဟာနောက်ဆုံးမှာတတိမွေးပြီးလွန်ခဲ့တဲ့6နှစ်ကသူဘာလို့ရုတ်တရက်ပြောင်းသွားခဲ့တာလဲ